မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစီရှင်။စီဂျိုယောဂီများအတွက်စောင်းရင်ရှောင်းရင်အချက်များကိုပြောပြပေးသွားမှာဖြစ်ပါရဲ့ရှင်။အစာလေးစီးလေးအစာဒီကနေ့စားတဲ့အစားအစာဟာကျန်းမာရေးနဲ့ညီညွတ်ရင်မနှက်ဖြန်အတွက်စီးဖြစ်ပါတယ်။ကျန်းမာရေးနဲ့မညီညွတ်ရင်မနှက်ဖြန်အတွက်ဘေးဖြစ်ပါတယ်။ဒါကြောင့်ကိုယ်ကျန်းမာစိတ်ချမ်းသာလို့သောယောဂီအပေါင်းသူတော်ကောင်းတို့ဟာကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများကိုသာမျှဝေရမှာဖြစ်ပါရဲ့ရှင်။စီးဂျိုယောဂီလိုက်နာရန်ဘယ်စီးတောက်လမ်းမလျှောက်ရင်မပြောက်ပါ။ဘယ်စီးတောက်ရေမတောက်ရင်မပြောက်ပါ။ဘယ်စီးတောက်အစားမရှောင်ရင်မပြောက်ပါ။ဘယ်စီးတောက်စိတ်ဖိစီးရင်မပြောက်ပါ။ဒါကြောင့်စီဂျိုယောဂီများအနေနဲ့ရေတောက်လမ်းလျှောက်တာတွေကိုလုပ်ရမှာဖြစ်ပါရဲ့ရှင်။စီဂျိုဆောင်ဖို့လမ်းများများလျှောက်ရေများများတောက်အစားတောက်စင်ခြင်းတတိတံပစဉ်အမြဲပွားစီဂျိုပြောက်ကြောင်းတရားတဲ့။စီဂျိုယောဂီများရှင်မနက်စာကိုစားသုံးတဲ့အခါမှာနံပြားတစ်ချက်စီသာစားသုံးရမှာဖြစ်ပါတယ်။နံပြားနဲ့တွဲဖက်ပြီးတော့ပဲကိုကိုယ်တိုင်ပြုတ်ပြီးတော့အချုံမို့ဆိုတာမထည့်ဘဲနဲ့နံပြားတစ်ချက်ကိုပေးနဲ့တွဲဖက်ပြီးတော့စားသုံးသင့်ပါတယ်ရှင်။နောက်တစ်ခါစီးဂျိုယောဂီတဦးကိုပေါင်မုတ်ကျန်း3ချက်စီစားသုံးလို့ရပါတယ်။ပေါင်မုတ်အကျန်းကိုစိတ်ဆွတ်ပြုတ်၊ကြက်သားဆွတ်ပြုတ်၊အမဲဆွတ်ပြုတ်တို့နဲ့တွဲဖက်ပြီးတော့စားသုံးသင့်ပါတယ်ရှင်။ကြက်သားဆွတ်ပြုတ်ကိုလည်းအသီးရွက်5မျိုးထည့်ပြီးတော့တဦးကိုတစ်ခွေးစီစားသုံးလို့ရပါတယ်။ကြက်ဥပြုတ်ငုံပြုတ်တွေကိုကြက်တော်နီစီအနှင်းနဲ့စားအနှင်းငယ်နဲ့တုပ်ကျွေးလို့လည်းရပါတယ်။ခောက်ဆွဲကြာစံပြုတ်ရင်ပထမရေကိုစွန့်ပစ်ပြီးတော့ဒုတိယရေကိုဟင်းရေလုပ်ပြီးတော့တောက်သုံးသင့်ပါတယ်။ခောက်ဆွဲကြာစံမြူစွမ်ကြည်ဦးဟင်းရေတောက်ချက်လို့ရင်ပထမရေကိုစွန့်ပစ်ပြီးတော့ဒုတိယရေကိုသာအသုံးပြုပြီးတော့တောက်သုံးသင့်ပါတယ်ရှင်။ထမင်းစီစံကိုပကံလုံးတစ်လုံးစီညစားသုံးလို့ရပါတယ်။ထမင်းစီစံကိုစားသုံးတဲ့အခါမှာလည်းပဲပြုတ်၊ကြက်ဥပြုတ်၊ငုံပြုတ်နဲ့တွဲဖက်စားသုံးလို့ရပါတယ်ရှင်။ယောဂီသူတော်စင်များရှင်စီဂျိုယောဂနဲ့ပတ်သက်ပြီးနေ့လည်စာကိုစားသုံးတဲ့အခါမှာအသားတစ်မျိုးဖြစ်တဲ့ကြက်၊စိတ်၊အမဲ၊ဘဲဥ၊ကြက်ဥချက်တွေကိုနေ့စဉ်တစ်ခွက်နှုန်းစားသုံးသင့်ပါတယ်။ငါးတစ်မျိုးအနေနဲ့ကတော့ကြော်ချက်ကလွဲပြီးတော့နေ့စဉ်ဟင်းတစ်ခွက်နှုန်းစားသုံးလို့ရပါတယ်။အရွက်အစိမ်းကြော်တစ်မျိုးအနေနဲ့ကစွန်းရွက်၊ကိုက်လံ၊မုံညင်း၊ဆလတ်၊ဟင်းနုနယ်၊ကော်ရခါညော်၊ဘူးညွန့်၊ဖယုံညွန့်စတာတွေကိုဟင်းတစ်ခွက်နှုန်းအနေနဲ့အရွက်စိမ်းကြော်တစ်မျိုးကိုစားသုံးလို့ရပါတယ်။အစိမ်းကြော်ကိုနေ့စဉ်ဟင်းတစ်ခွက်နှုန်းစားသုံးသင့်ပါတယ်။ဒါပြင်အရေးတောက်တစ်မျိုးဖြစ်တဲ့ချင်းရင်ဟင်း၊ပဲဟင်း၊သီးစုံဟင်း၊ဘူးတီ၊ကြောက်ဖယုံတီအချိုဟင်း၊ကြက်ကွေး၊ကြက်ပင်စိမ်းတို့ကိုလည်းဟင်းတစ်ခွက်နှုန်းအနေနဲ့စားသုံးသင့်ပါတယ်။အခါတစ်မျိုးအနေနဲ့စားသုံးရမယ့်အရွက်တွေကတော့ဝေတောင်ရွက်၊ကြောင်ရှာ၊ကြက်ဟင်းကား၊မုံညင်းကား၊ကိုက်လံ၊ဖလန်တောင်မွေ၊တင်မောရွက်၊နနွင်းဘူး၊ကညွတ်၊ရဲယူစတာတွေကိုအခါတစ်မျိုးအနေနဲ့ဟင်းတစ်ခွက်စားသုံးသင့်ပါတယ်။နောက်ထပ်စားသုံးရမယ့်ဟင်းကတော့ကြက်သွန်နီတံပရာကြက်သွန်ချင်းငရုတ်သီးတခွားသီးရုံးပရိသီးတို့ကိုထည့်ပြီးတော့စားသုံးသင့်ပါတယ်။ခရမ်းကျင်သီးပန်ထရီပြောခရမ်းကျင်သီးတောင်ခရမ်းကျင်သီးချက်ဒါတွေကိုစားသင့်ရုံများထည့်ပြီးငရုတ်သီးစိမ်းထည့်ကတို့စီရနဲ့တွဲဖက်စားသုံးလို့ရပါတယ်ရှင်။တကြားအချုံမုတ်ဟင်းခမ်းမုံမပါရင်ဟော့ပေါ့ကိုလည်းစားသုံးနိုင်ပါတယ်။ထမင်းကိုငှက်ချက်ပြီးတော့မှပကံတဝက်မြတာစားသုံးလို့ရပါတယ်။ငားရင်ချက်ရင်ငါးချောက်တွေကိုရှောင်ကျင်ပြီးတော့ခရမ်းကျင်သီးစတာတွေကိုချက်ပြုတ်ကျွေးဖို့အသားဟင်းချက်ရင်လည်းအာလူအနည်းငယ်ထည့်ပြီးတော့စားသုံးသင့်ပါတယ်။စားကိုအသင်းတင်ထည့်ပြီးချက်နိုင်ပါတယ်။တို့စရာအဖြစ်မုံလာဥလိုအနည်းငယ်သုံးနိုင်ပါတယ်ရှင်။ရှောင်ရမယ့်အစားအစာတွေကတော့စီကြော်အစားအစာတွေဟာကယ်လိုရီအဆမတန်များပြားတဲ့အတွက်သွေးပြည့်သွေးခဲစေတာကြောင့်အသားကြော်ငါးကြော်ဘယာကြော်စတဲ့စီကြော်အစားအစာတွေနဲ့ငါးကြော်ချက်ကြက်ဥကြော်ချက်စတာတွေကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်ရှင်။အငံတက်များရင်သွေးတိုးတတ်ပါတယ်။
ချိုတက်ကစီတက်များရင်စီးကြုံတတ်ပါတယ်အချိုမုံနိုစိန်ကြက်သားမုံတကြားငပိငံပြာရည်ပေးငပိပေးငံပြာရည်ဒါတွေကိုတော့လုံးဝမစားသုံးရပါဘူးရှင်ထပ်မံပြီးတော့ဖြည့်ဆွက်စာအနေနဲ့ပြောပြမယ်အစားအစာတွေကတော့အရွက်တော့ဖြစ်တဲ့ဆက်လက်ဟင်းနုနွယ်ကြောင်ရှာသည်ကြောင်ရှာပွင့်ကြောင်ရှာရွက်တခုတ်ပွင့်မလွှာပွင့်ပဲရွက်မြူရွက်သမုံရွက်စမုံစပါးရွက်ဂျင်းစတာတွေကိုထည့်ပြီးတော့အရွက်တော့အနေနဲ့စားသုံးလို့ရပါတယ်အသီးတော့တစ်မျိုးအနေနဲ့ကတော့ပဲသီးတစ်မျိုးမျိုးခရမ်းကျင်သီးရှောက်သီးငုံဥပြုတ်ဘဲဥပြုတ်ဒါတွေကိုပေးမှုတ်မြေပဲဆန်စီတက်စီချက်ငရုတ်သီးကြက်သွန်ဖြူကြက်သွန်နီစားကိုအသေးအချင်းထည့်ပြီးတော့တွဲဖက်စားသုံးလို့ရပါတယ်ရှင်အချို့ပွဲအနေနဲ့စားသုံးရမယ့်စားစာတွေကိုလည်းပြောပြပေးသွားအောင်မှာဖြစ်ပါတယ်ငုံပြုတ်ကြက်ဥပြုတ်ဘဲဥပြုတ်မာလကာသီးငကမောက်သီးဝေးသီးပင်မဲ့သီးပေါက်သီးကပလာသီး grapefruit သီးလိမ္မော်သီးအချင်းစပစ်သီးအချင်းကျွေးကောသီးအချင်းနက်နက်သီးအချင်းအချိုတတ်မပါတဲ့မုတ်တွေဒိန်ချင်းကိုထညက်နို့စီတကြားမထည့်ဘဲနဲ့စားသုံးလို့ရပါတယ်ရှင်စီးချိုယောဂီတွေကိုမကြွေးရမယ့်အစားအစာတွေလည်းရှိပါတယ်ရှင်ဒါတွေကတော့ပလာတာထက်တရာချာပါတီဟီဂျာကွေစနွေမကင်မုတ်တီမုံဟင်းကခောက်ဆွဲကြော်ရှမ်းခောက်ဆွဲစီချက်ခောက်ဆွဲစီထမင်းထမနဲ့ကောင်းကြီးငချိတ်အာလူပြောင်းဘူးကစုံဥပိန်ဥအာတာလုံးပီလောပီနန်ညဥဝါဥစားတဲ့ကစီတက်များပြားတဲ့အစားအစာတွေကိုမကြွေးရပါဘူးရှင်နောက်ထပ်ရှောင်ရမယ့်အစားအစာတွေလည်းရှိပါသေးတယ်ရှင်ငပြောသည်လိမ္မော်သည်အချိုပန်းသည်ကျွေးကောသည်အချိုပိန်နေသည်တရက်သည်ဒူရင်သည်ကိတ်မုံပေါင်မုတ်ကိုအနုအချောစားတဲ့အချိုတက်များပြားတဲ့အစားအစာတွေကိုမစားသုံးရပါဘူးရှင်စီချိုယောဂီတွေဟာပေါင်မုတ်စားတဲ့အခါမှာပေါင်မုတ်အချမ်းကိုပဲစားသုံးရမှာဖြစ်ပါတယ်မီးခွင်းကမုံစီးချိုကြစီခွဲစေရမယ့်လူနာများစီးချိုမကြသေးလျင်မီးခွင်းကမုံကိုမိဝဲနိုင်ပါတယ်အနာမကျက်သေးတဲ့လူနာများမီးခွင်းကမုံကိုမိဝဲနိုင်ပါတယ်ခြေလက်ဖြတ်တောက်ခံရတော့မယ့်လူနာတွေဟာမီးခွင်းကမုံကိုမိဝဲနိုင်ပါတယ်ရှင်စီးချိုကြလိုသူတွေစီးချိုပျောက်လိုသူတွေစီးချိုထိန်းလိုသူတွေမီးခွင်းကမုံကိုမိဝဲနိုင်ပါတယ်ဘေးထွက်ဆိုးကျိုးမရှိတဲ့အပြင်စီးချိုနောက်ဆက်တွဲယောဂအားလုံးကိုပါပျောက်ကင်းစေပါတယ်ဥပမာသွေးရိုးနှလုံးကြောက်ကပ်အကျိတ်အဖုအနာစတာတွေကိုပါစီးချိုနဲ့အတူပျောက်ကင်းစေနိုင်တဲ့အစွမ်းထက်မြက်တဲ့မြမတာရင်စီးတလက်ပဲဖြစ်ပါတယ်အကောင်းဆုံးနဲ့အလွယ်ကူဆုံးစီးစွမ်းတလက်ကိုကြိုချက်ပုံကနေစပြီးယောဂပျောက်ဆုံးတဲ့အထိရှင်းပြထားပါတယ်စီးချိုမြင်မာသူတွေဟာတစ်ခွက်တောက်ရုံနဲ့စီးချိုတိတာစွာရော့ကျပြီးတော့ကိုလက်ပေါ်ပါလာတာကိုလက်တွေ့ခံစားရမှာဖြစ်ပါရဲ့ရှင်အနည်းဆုံးတော့10ရက်ကြိုချက်တောက်သုံးရပါမယ်ကျမ်းမာချမ်းသာတရားရိပ်သာဆရာတော်ကျိုယောဂီများအတွက်မီးခွင်းကမုံကြိုချက်ပုံအဆင့်ဆင့်ကိုလည်းပြောပြပေးသွားအောင်မှာဖြစ်ပါရဲ့ရှင်နံပါတ်1မီးခွင်းကမုံအသေးကိုအပင်အောက်ခြေမှာရှိတဲ့အညာလွယ်တဲ့အရွက်ကိုသာရွေးရမှာဖြစ်ပါတယ်အရွက်အရင်းကနေအဖြူဖြော့ဖြော့အညာကလေးပါပါစေအညွန့်လေးတွေကိုလည်းကိုက်ဖြတ်ပြီးတော့မခူးရပါဘူးရှင်အညာခိုင်းတဲ့အရွက်တွေကိုလည်းမခူးရပါဘူးအညာလွယ်တဲ့အရွက်ကိုသာအောက်ကိုလှန်ချပြီးတော့အသာအရာခူးယူရမှာဖြစ်ပါတယ်တစ်ခွက်စာဆိုရင်တစ်ထွာအရွယ်စား6ရွက်ခူးရပါမယ်ရှင်ခူးပြီးသားအရွက်တွေကိုရေစင်အောင်ဆေးပါမိုးရေဒါမှမဟုတ်ညစ်ရေဒါမှမဟုတ်တွင်းရေကိုရေနွေးချမ်းပကံလုံး3ခွက်အပြည့်ထည့်ပါတောက်ရည်တန့်လုံးဝမသုံးရပါဘူးဗမာတန်မြာသီးကိုခါးလျာနေထပ်ပိုင်းဖြတ်ပါဒေါင်လိုက်မချမ်းရပါဘူးစားကိုမိချစ်စံကောင်းတစ်ခုစာများထည့်ပါ3ခွက်လျင်တစ်ခွက်ရော့ရော့တင်အောင်လို့ကြိုချက်ရမှာဖြစ်ပါတယ်ရေနွေးချမ်းပကံလုံးအပြည့်ကြံနေသေးရင်ပြန်လေကြိုချက်ပါတစ်ခွက်ရော့ရော့ကြံသည့်အထိဆက်လက်ကြိုချက်ရမှာဖြစ်ပါတယ်ကြိုချက်ပြီးသားအရွက်တွေကို
ပကံလုံးတဲ့အရေးညှစ်ထဲပါပြီးရင်အဲ့ဒီအရွက်တွေကိုစုံပြတ်ပါဆေးရည်ကိုပုံအောင်တောက်ပြီးတံမြာသီးကိုလည်းဝါးစားရမှာဖြစ်ပါတယ်ရှင်နံပါတ်1နေ့လယ်စာမစားမီနာယီဝက်ခန့်ဒါမှမဟုတ်ညစာမစားမီနာယီဝက်ခန့်အလိုမှာတောက်ရန်ဖြစ်ပါတယ်တကယ်လို့နှစ်ချိန်လုံးလွတ်သွားရင်ထမင်းစားပြီးနာယီဝက်ခန့်မှာတောက်ရန်မတောက်ဖြစ်ရင်ညအိယာဝင်ငါနီးတောက်ရန်နံပါတ်2စီးတောက်နေစဉ်ကာလအတွင်းတစ်တီးအချိုမုံအချိုရည်စတာတွေကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်နံပါတ်3တောက်နေကြစီးကြိုစည်းတွေဆက်လက်တောက်နိုင်ပါတယ်တိုင်းရင်းစည်းနဲ့အင်္ဂလိပ်စည်းအချိန်ခြားပြီးတော့တောက်ဖို့လိုအပ်ပါတယ်ရှင်နံပါတ်4ကတော့10ရက်ပြည့်ပြီးစီးကြိုကျသွားတဲ့အခါတစ်တီးအချိုမုံအချိုတွေနည်းနည်းချင်းစမ်းသက်စားကြည့်နိုင်ပါတယ်အချိုရည်ဘူးအချိုရည်ပလင်းများလုံးဝမတောက်ရပါဘူးရှင်စီးကြိုကျသွားပြီးတဲ့အခါအင်္ဂလိပ်ဆေးတွေကိုဆက်လက်တောက်လို့ရင်တောက်လို့ရပါတယ်တောက်เสียမလိုဘူးဆိုရင်တော့မတောက်ပါနဲ့တဖြည်းဖြည်းရှော့ချလိုပါကရှော့ချလို့ရပါတယ်စီးကြိုအရှင်းကျသွားပြီးတဲ့နောက်မှာအချိုတစ်တီအချိုမုံတွေအတိုင်းထက်အလွန်စားမိပါကဆေးတစ်ခွက်ကြိုတောက်ပါစီးကြိုတိုင်းတဲ့အခါမနက်အစောအစာမစားခင်ကော်ဖီလက်ဖက်ရည်မတောက်ခင်တိုင်းရင်130အထိဟာကျန်းမာပါတယ်130ကျော်လို့ရှိရင်စီးကြိုရှိပါတယ်ထမင်းစားပြီး2နာရီအတွင်းတိုင်းရင်တော့140အထိဟာပုံမှန်ကျန်းမာသူဖြစ်ပါတယ်140ကျော်ရင်စီးကြိုရှိသူဖြစ်ပါတယ်မိခွင်းကမုံစီတောက်တဲ့အခါဝမ်းတက်ခြင်းဝမ်းပြော့ခြင်းဝမ်းသွားခြင်းအနည်းငယ်ဝမ်းလျှောခြင်းများရှိလို့ရှိရင်လည်းမစိုးရင်ရပါဘူးရှင်နံပါတ်9ဆေးတောက်သည့်နေမှာစ၍မိမိခန္ဓာကိုယ်ခံစားမှုကျန်းမာရေးအခြေအနေကိုအမြဲမပြတ်အကဲခတ်၍ထူးခြားမှုများကိုမှတ်ထားရန်နံပါတ်10 80နဲ့100ကြားမှာရှိလျင်စက်မတောက်ရအထူးသဖြင့်80အောက်ထိုးကျသွားလျင်မူးဝေပြုတ်အန်တတ်ပါတယ်အဲ့ဒီလိုကြုံလာရင်ထညက်ခဲဖြစ်စေအချိုရည်ဖြစ်စေချက်ချင်းမိဝဲပေးပါစီးကြိုယောဂီများရှင်ကျမ်းမာချမ်းသာတရားရိပ်သာဆရာတော်ဟာစီးကြိုတရားစခန်းဖွင့်လှစ်နေတာအခုဆိုရင်6ကြိမ်ပြီးဆုံးသွားပါပြီရှင်။တစ်ကြိမ်ကိုစီးကြိုယောဂီ16ဦးမှ42ဦးအထိရှိခဲ့ပါတယ်။တရားစခန်းယောဂီအားလုံးစီးကြိုကြသူရာဂိုင်နှုန်းပြည့်ရှိပါတယ်။စီးကြိုထိန်းနိုင်သူရာဂိုင်နှုန်းအားဖြင့်များပြားပြီးထိုးစီထိုးရသူမှန်သမျှထိုးစီလွတ်ကုန်ကြပါတယ်။စီးကြိုမထိန်းနိုင်သူမှန်သမျှစီးကြိုထိန်းနိုင်သွားကြပါတယ်။အရှင်းပြောက်သူတွေလည်းရှိပါတယ်ရှင်။အနည်းဆုံးကတော့စီးဖို့တက်တာသွားပြီးဝေဒနာခံစားမှုလုံးဝမရှိတော့တဲ့အထိကျမ်းမာချမ်းသာတရားရိပ်သာဆရာတော်ကကုသပေးနိုင်ခဲ့ပါတယ်။ဒီလိုဝေဒနာတွေတက်တာရမှယောဂပျောက်ကင်းပြီးကိုယ်ဤကျမ်းမာခြင်းစိတ်ဤကျမ်းမာခြင်းကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံခြင်းဟာကျမ်းမာချမ်းသာတရားရိပ်သာဆရာတော်ရဲ့လမ်းညွှန်မှုနဲ့မိခွင်းကမုံရဲ့ကျေးဇူးကြောင့်ပဲဖြစ်ပါတယ်ရှင်။စီကံလိုက်နာလေစီးကြိုမြင်မြန်ကြလေယောဂမြင်မြန်ပြောက်လေဖြစ်ပါတယ်။စီကံမလိုက်နာရင်စီကံမလိုက်နာသမျှစီးတောက်ရတဲ့တက်တန်းလေးကြာရှည်မှာဖြစ်ပါတယ်။စီးကြိုဝေဒနာရှင်များအားလုံးစီးကြိုယောဂမှလွတ်မြောက်ပြီးပျောက်ကင်းနိုင်ကြပါစေရှင်။ရွှေဖြူကစီးကြိုယောဂနဲ့ပတ်သက်ပြီးတော့ဆောင်းပုံလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။ဒီဆောင်းပုံလေးကတော့ကမုံမီခွင်းစီးကြိုကင်အရှင်းပြောက်ခါအလင်းရောက်မှာကမုံမီခွင်းစီးကြိုကင်အရှင်းပြောက်ခါအလင်းရောက်မှာကမုံမီခွင်းစီးကြိုကင်အရှင်းပြောက်ခါအလင်းရောက်မှာဖြစ်ပါရဲ့ရှင်။ယောဂီသူတော်စင်အပေါင်းတို့ရှင်ကျမ်းမာချမ်းသာတရားရိပ်သာဆရာတော်ရဲ့မေတ္တာရိပ်ကိုခိုးလုံရင်းစီးကြိုယောဂများအရှင်းပြောက်ကင်းကစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေလို့ရွှေဖြူကဆုတောင်းမေတ္တာပို့တာအပ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်။